အားလုံးပဲမင်္ဂလာပါဒီမလေးရှားမှာရှိတဲ့ညီကိုမောင်နှမများထပ်ချန်ကိုကတ်ကိုကျွန်တော်တို့ e-wallet ကနေဘယ်လိုမျိုးငွေဖြစ်မလဲဆိုတဲ့ဟာကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒီဟာကိုသိလို့ရှိရင်ကျွန်တော်တို့ bus station တို့ LRT တို့ monorail တို့ MRT တို့စီးတဲ့ station မှာကောင်တာမှာသွားပြီးမှငွေဖြစ်စရာမလိုဘဲနဲ့ကိုဟာကိုဖြစ်လို့ဆက်လို့ရပါတယ်ဒီဆုံးထပ်ချန်ကိုဖွင့်မယ်ထပ်ချန်ကိုဖွင့်မယ်ဒီလိုရှိရင်ကျွန်တော်တို့ဘေးနားမှာရှိတဲ့ card ဆိုတဲ့နေရာကိုတော့မှာဖြစ်ပါတယ်ဒီလိုရှိဒီနေရာမှာကျွန်တော်တို့ visa card ဆိုတဲ့နေရာကိုမဟုတ်ဘဲနဲ့ TNG card ထပ်ချန်ကို card ဆိုတဲ့မုံပြာရောင်ကတ်ကိုနှိပ်မှာဖြစ်ပါတယ်ဆိုအဲ့ဒီနေရာမှာတကယ်လို့ကိုကအစ်စ်ဖြစ်ခဲ့တယ်ဆိုရင်ဒီအပေါင်းနေရာကိုညာဖက်တောက်ကအပေါင်းမှာနှိပ်ပြီးမှကျွန်တော်တို့ထပ်ချန်ကိုကတ်ရဲ့အောက်ဆုံးနားမှာရှိတဲ့ digit 10လုံးကိုကျွန်တော်နှိပ်ပြီးမှဆက်လုပ်လို့ရပါတယ်ကျွန်တော်ကဒီနေရာမှာဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အခုဒီမှာ၄ချက်ကျော်ရှိပါတယ်ဒါပေမဲ့ကျွန်တော်အစ်စ်ကနေပြန်လုပ်ပြမှာဖြစ်ပါတယ်โอเคဆိုရင်အပေါင်းကိုနှိပ်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ10 digit ကိုကျွန်တော်တို့ဒီမှာနှိပ်မယ်10 digit ကဒီမှာရှိတဲ့10 digit ကိုကျွန်တော်တို့ဒီမှာနှိပ်ရမှာဖြစ်ပါတယ်60နှစ်ခု35ပြီးကျွန်တော်ဒီမှာ preferred card name ဆိုတဲ့နေရာမှာ touch and go ဆိုပြီးမှ TNG လို့နှိပ်ပြီးမှဒီမှာကျွန်တော် tick လုပ်မယ်ပြီးရှိကျွန်တော် dan ကိုတောင်းပြီးမှ add ကိုလုပ်မှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ touch and go ကရဲ့ password ကိုနှိပ်ရမှာဖြစ်ပါတယ်ဆိုတော့ကိုကကဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်ခဏလေးစောင့်မယ်โอเคပေါ်လာပြီဖြစ်တယ်ဆိုတော့ကိုရဲ့ touch and go ကမှာပတ်စံဘယ်လောက်ရှိလဲဆိုတာဒီမှာမြင်နေရပြီဖြစ်တယ်၄ချက်ခွဲရှိပါတယ်တကယ်လို့ကိုက30အနည်းဆုံး30ကနေပဲဖြည့်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ30ကိုကိုကဒီမှာဖြည့်မယ်ဆိုရင် reload ဆိုတဲ့နေရာကိုနှိပ်ပြီးမှကတ်ကိုအပေါ်မှာတင်မှာဖြစ်ပါတယ်โอเคဒီမှာ right ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ enter your preferred amount ဆိုတဲ့နေရာမှာကျွန်တော်တို့30ဆိုပြီးမှနှိပ်ပြီးမှကျွန်တော် done and then reload နှိပ်မှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီနေရာမှာလည်းကိုယ့်ရဲ့ touch and go ကရဲ့ password ကိုတောင်းတာဖြစ်ပါတယ် okay တွင်းနေ okay ပြီးတော့ပါပြီကျွန်တော် ready to scan ဆိုရင်ခု30တွင်းတော့